တရက်ဟင်းနေချက်စားရတာရိုးလာလို့ဒီနေ့တော့ဈေးရဝယ်လာတဲ့ဝက်လက်လေးကိုစွပ်ပြုတ်လေးချက်စားမယ်လိုက်ကြည့်ပေးကြအောင်နော်ရေးစီးပြီးအရသာနေထားတဲ့ဝက်လက်လေးတွေကိုပိတ်မပြရလေးရယ်ကျူးစီလေးအနှင်းငယ်ထည့်ပါမယ်ကျက်သွန်လူထောင်းလာတာလေးနဲ့ဂျင်းထောင်းလာတာလေးလည်းထည့်ပါမယ်ရှင်မြေကောင်းမုံလေးလည်းထည့်ပါမယ်ရေကိုတော့အသားမြုပ်လောက်တဲ့ချိထည့်ပြီးအဖုံးလေးအုပ်ပြီးချက်ပေးလိုက်ပါမယ်ရိုးပြိုတွေကထွက်လာတဲ့အစီလေးတွေကိုဖယ်ထုတ်ပေးလိုက်ပါတယ်တီးပြီးထည့်ပြီးချက်လာလိုက်တာအခုဆိုရင်တော့ဝက်လက်ကလေးကနူးပါပြီဝက်လက်လေးတွေလည်းနူးပြီးသွားပြီဆိုတော့ကြက်သွန်မိတ်လေးထည့်ပြီးနှစ်သက်ရအချင်းနဲ့တွဲစားလို့ရပါပြီနော်ကျမကတော့ချင်းဆက်တိုက်တဲ့သူမို့ဝက်လက်စွပ်ပြုတ်ဟင်းလေးတွေကိုတံမြားလေးညှစ်ပြီးထည့်မယ်။ရိုးစည်းစိမ်းလေးထောင်းတာလေးလည်းထည့်ပါမယ်။လုံနည်းလေးကလည်းလွယ်လို့လိုက်လို့စားကြည့်ကြပါနော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးပါနောက်ဗီဒီယိုမှာပြန်တွေ့မယ်အားလုံးပဲတက်တာ။